ဝါရင်းကာလရက်မြက်40 14ရက်မြောက်နေ့အတွက်နှုတ်ကပတ်တော်ကတော့ဒေသနာကျမ်းခန်းကြီး9အငယ်73မှ14ကောင်းစားခြင်းနှင့်ဆင်းရဲခြင်းတလှည့်စီဖျားပြီးဆိုတဲ့ခေါင်းစဉ်လေးနဲ့ဖြစ်ပါတယ်လို့ဒေသနာကျမ်းခန်းကြီး9အငယ်73ကိုစလိုက်တဲ့အခါမှာဖျားသခင်အမှုတော်ကိုစင်ကြင်လော့ကောက်စီတော်မူသောအရာကိုအဘယ်သို့ဖြောင့်စေနိုင်သနည်းလို့ဖော်ပြထားပါတယ်။အဲ့တော့ဒီကျမ်းချက်အခန်းငယ်73နဲ့14ကဘုရားသခင်ရဲ့အချုပ်အခြာအာဏာတော်ကိုအတိအမှတ်ပြုစေလိုတဲ့အနေနဲ့ဖော်ပြထားတဲ့ကျမ်းညွှန်းလေးဖြစ်ပါတယ်။အခန်းငယ်73မှာဘုရားသခင်ရဲ့အမှုတော်ကိုစင်ကြင်ခိုင်းပါတယ်။ consider တဲ့တမန်ကျမ်းစာထဲမှာအင်္ဂလိပ်လိုကအဲ့လိုဖော်ပြတဲ့အခါမှာကောင်းပြီဖခင်ရဲ့မှုတော်ကိုစင်ကြင်တဲ့အခါမှာကောက်စီတော်မူသောအရာဘလို့ဖြောက်မလဲဆိုတော့အဲ့တော့ဖခင်သခင်ကတခါတလေမှာကောက်တဲ့အရာကွိတ်ကွိတ်ကောက်ကောက်နဲ့အစင်မပြေတဲ့အရာလေးတွေဖန်တီးထားတတ်တယ်အဲ့အရာကိုဘသူကမှပြန်ဖြောက်သွားအောင်မလုပ်နိုင်ဘူးသဘောကတော့လူတို့ရဲ့အစွမ်းစားနဲ့ဖျားစီရင်ထားပြီးသားအရာကိုပြောင်းလဲလို့မရဘူးဆိုတော့ဖော်ပြတယ်။ဘဝရဲ့အခြေအနေနဲ့လောကီဆင်းရဲခက်ခဲမှုတွေဖျားကခွင့်ပြုထားတယ်ဆိုတဲ့သဘောကကောက်နေတဲ့အရာကိုပြောတာ။ဖျားသခင်ကအဲ့လိုကောက်ကောက်ကလေးတွေလှုပ်ထားတာကလောကဆင်းရဲခက်ခဲမှုနဲ့ပြောင်းလဲ၍မရတဲ့ဘဝအခြေအနေဖျားသခင်ကခွင့်ပြုထားတာ။ဘာလို့လဲဆိုတော့ဘဝမှာလူသားတို့မနှစ်သက်တဲ့ပြောင်းလဲလို့မရတဲ့ကောက်ကောက်ကွက်ကွက်အခြေအနေရလေလူတိုင်းမှာရှိတတ်တယ်တချို့ကကြတော့မမျှော်လင့်မဲနဲ့ဆုံးရှုံးသွားရတယ်ချစ်တဲ့သူတွေကိုဆုံးရှုံးရတာဥစ္စာပစ္စည်းတွေဆုံးရှုံးတာရှိတချို့ကကြတော့မွေးရပါချွတ်ရင်းနေရရှိတချို့ကကြတော့ခက်ခဲတဲ့လူမှုဝင်ခြင်းရှိအဲ့လိုကောက်ကောက်ကွက်ကွက်အခြေအနေတွေကလူတိုင်းမှာရှိယုံကြည်သူတိုင်းမှာရှိအဲ့ဒါပါလေဆိုတော့ကျွန်ုပ်တို့ကအရာရာကိုကိုယ်တိုင်မထိန်နိုင်ဘူးဆိုတာကိုထိန်ချုပ်၍မရနိုင်ဘူးဆိုတာကိုဝန်ခံဖို့ဖြစ်ပါတယ်။ဒါကြောင့်ဖျားခွင့်ပြုထားတဲ့အခြေအနေကိုအတင်းအဓမ္မစ조사ပြီးတော့ဖြောင့်အောင်ကိုယ့်ဘက်ကိုအစဉ်ပြေအောင်စ조사နေမယ့်အစားထိုအခြေအနေထဲ၌ဖျားရဲ့ရည်ရွယ်ချက်ကိုရှာဖွေဖို့လိုပါတယ်။အရေးကြီးတာကကောက်နေတဲ့အရာကျမတို့မနှစ်သက်တဲ့အရာလောကရဲ့ဒုက္ခဆင်းရဲခြင်းအခြေအနေထဲမှာအတင်းအဓမ္မအစဉ်ပြေအောင်လုပ်ယူနေတာထက်အဲ့ရည်ရွယ်ချက်ကိုရှာဖွေတတ်ဖို့လိုပါတယ်။တနည်းပြောရင်ဖခင်ရဲ့ကြီးမြတ်ခြင်းကိုပဲဝန်ခံပါ။ကိုနားမလည်နိုင်ဘူးဒီကောက်ကွေ့နေတဲ့အရာတွေဒီအစဉ်မပြေမှုတွေကိုနားမလည်နိုင်ဘူး။အဲ့တော့ဖခင်ရဲ့ကြီးမြတ်ခြင်းကိုဝန်ခံရမယ်။အဲ့တော့ဒီကျမ်းကိုရေးတာကရှောလမုန်မင်းကြီးဖြစ်ပါတယ်။ရှောလမုန်မင်းကြီးကဘာပြောလဲဆိုတော့ဖခင်သတ်မှတ်ထားတဲ့ရည်မှန်းချက်တွေကိုလက်ခံလိုက်ပါတဲ့။ဖျားပြင်ဆင်ပေးထားတဲ့လမ်းဟာကြမ်းတမ်းတဲ့ဖြစ်စေဖြောင့်ပြူးတယ်ဖြစ်စေအဲ့လမ်းကိုရှောက်ရမယ်ဆိုတဲ့ရွေးချယ်ချက်ကိုပဲလုပ်ပါလို့ရှောလမုန်မင်းကြီးကဖော်ပြချင်တာဖြစ်ပါတယ်ဒီဒေသနာကျမ်းပါဆိုရင်ဒါကြောင့်မလို့ဒေသနာခန်းကြီး9ရဲ့အငယ်73စစချင်းထဲမှာပဲပြောတာကတော့ဘဝရဲ့ကောက်တော်လမ်းတွေကိုလက်ခံဖို့ဖြစ်ပါတယ်အဓိကသူအဲ့ဒါကိုဆိုလိုတာပါဘဝမှာမထိန်ချုပ်နိုင်တဲ့အရာဖြောက်အောင်မလုပ်နိုင်တဲ့အခြေအနေမှာဖယားရဲ့အချုပ်ချာအာဏာအောက်မှာရှိတယ်။ဒီအခြေအနေတွေအကုန်လုံးကိုဖယား control လုပ်ထားတယ်ဆိုတာကိုသိမှတ်ဖို့ဖြစ်တယ်။ဒါကြောင့်ဘဝရဲ့ကောက်သောလမ်းတွေကိုလက်ခံဖို့ဖြစ်ပါတယ်။အခန်းငယ်14ကိုလာတဲ့အခါမှာလူရဲ့ဘဝဟာရာသီဥတုလိုပဲနေတာလိုက်မုန်တိုင်းထန်လိုက်မိုးသက်မုန်တိုင်းကြားလိုက်အမျိုးမျိုးလူရဲ့ဘဝကတော့ဖြစ်နေမှာပဲ။ဒါပေမဲ့လူသားဆိုတာကကောင်းစားခြင်းကိုပဲလိုချင်တယ်။ဒါပေမဲ့လေဒီနေ့ဖတ်လိုက်တဲ့ဒေသနာကျမ်းအခန်းကြီး9အငယ်14ထဲမှာတော့ကောင်းစားခြင်းနဲ့ဆင်းရဲခြင်းဟာအတူတကွရှိနေတယ်လို့သွန်သင်ထားတယ်။အလှည့်လှည့်လာမယ်လို့သွန်သင်ထားတယ်။ဘဝရဲ့ဒီအတက်အကျချိန်တွေဘယ်လိုမျိုးရင်ဆိုင်မလဲဆိုတာကိုအခန်းငယ်14မှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့အခန်းငယ်14ကိုစကြည့်တဲ့အခါမှာကောင်းစားသည့်ကာလ၌ဝမ်းမြောက်လုံးစပြီးတော့ဖော်ပြထားတယ်။ဟုတ်ပြီအဲ့တော့လုပ်ငန်းအဆင်ပြေနေတဲ့အချိန်
ကျမ်းမာရေးကောင်းနေတဲ့အချိန်မိသားစုက relationship တွေတာတာရရဖြစ်နေတဲ့အချိန်ဒါဟာကောင်းစားတဲ့ကာလအဲ့တော့ကောင်းစားရင်ဘာလုပ်ရမလဲဆိုတော့ဝမ်းမြောက်ရမယ်ကောင်းစားရင်ဝမ်းမြောက်ရမယ်ကောင်းစားခြင်းဆိုတာကဖျားပေးတဲ့လက်ဆောင်လေးဖြစ်တယ်အဲ့တော့ကောင်းစားခြင်းနဲ့ဝမ်းမြောက်ခြင်းမှာကောင်းစားတဲ့အခါဝမ်းမြောက်တယ်ဆိုတာဘာကိုပြောတာလဲဆိုတော့ကျေးဇူးတော်ချီးမွမ်းပါအခုကောင်းစားနေတာဖယားရဲ့ကောင်းကြီးဖြစ်တယ်ဆိုတော့တတိယပြီးတော့ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဝမ်းမြောက်ဖို့ဖြစ်ပါတယ်ဒါကအခန်းငယ်14ရဲ့ကကြီးလို့ပြောလို့ရအောင်เนาะပထမတစ်ပိုင်းနောက်ဆက်ပြီးတော့ခခွေးကိုကြည့်တဲ့အခါကျတော့စင်းရဲခံရသည့်ကာလ၌စင်ကြင်လုံးစင်းရဲရင်စင်ကြင်ခိုင်းတယ် consider ပြန်လုပ်ခိုင်းလာပြီအဲ့တော့စင်းရဲခြင်းနဲ့စင်ကြင်ခြင်းဟာပူးတွဲထားတာအကြောင်းရှိဘာလို့လဲဆိုတော့စင်းရဲခြင်းဆိုတာကကိုယ်ခန္ဓာစင်းရဲတာရှိတယ်စိတ်စင်းရဲနေတာရှိတယ်အဲ့တော့ဒီခန္ဓာကိုယ်ဆင်းရဲတဲ့အချိန်မှာရောစိတ်ပိုင်းဆိုင်ရာဆင်းရဲတဲ့အချိန်မှာရောစိတ်ပိုင်းဆိုင်ရာဒုက္ခတွေခံစားရတဲ့အချိန်မှာရောဖယားကောင်းစားခြင်းကိုပေးထားပြီးပြီအခုဆင်းရဲခြင်းကိုလည်းလာပြီဒီဆင်းရဲခြင်းဆိုတာလေဖယားစီမံထားတဲ့အရာဖြစ်တယ်ဆိုတာကို consider လုပ်ရမယ်တဲ့ဆင်ခြင်ရမယ်ဒါကြောင့်ဆင်းရဲမှုခက်ခဲမှုတွေရောက်လာတဲ့အခါမှာညီးတွားခြင်းထက်စင်ကြင်ခြင်းကိုဦးစားပေးဖို့လိုပါတယ်အစင်မပြေတဲ့အခါမှာစင်ကြင်ပါမညီးတွားပါနဲ့လို့ဒီနေ့ဒေသနာကျမ်းပြောတယ်ဒီအရာကနေငါဘာသင်ယူမလဲစည်ရဲခံလာပြီစိတ်ဆင်းရဲစရာတွေခန္ဓာကိုယ်မှာအစင်မပြေမှုတွေကြုံတွေ့လာရင်ဒီຢာကနေငါဘာသင်ယူရမလဲငါရဲ့ယုံကြည်ခြင်းကကောဖျားပေါ်မှာတကယ်ရှိရဲ့လားဒါတွေကစင်ကြင်ရမယ့်အရာစင်ရဲရင်စင်ကြင်ရမယ့်အရာဖြစ်ပါတယ်ဒီမေးခွန်းလေးတွေနဲ့ကိုပြန်မေးဖို့ဖြစ်ပါတယ်ဘာလို့လဲဆိုတော့လူရဲ့သဘောတဘာဝကစိတ်ဆင်းရဲမှခန္ဓာကိုယ်မှာအစင်မပြေဖြစ်တော့မှနှိမ်ချသွားတာဖယားရှိကိုလေပြားပြားဖို့ဝန်တတ်တာနှိမ်ချသွားတာလူသဘောဖယားကိုအဲ့အချိန်ကြာမှဆင်းရဲတဲ့အချိန်ကြာမှဖယားကိုမိခိုတတ်တာလူသဘောအဲ့ဒါကိုဖယားသခင်ကသိတယ်ဒါကြောင့်ဆင်းရဲလာတဲ့အခါမှာစင်ကြင်မှာနှုတ်ကပတ်တော်ကတုံသင်ထားတာဖြစ်ပါတယ်အဲ့တော့ဖယားသခင်ရဲ့အလှည့်ကျစီရင်မှုလည်းဖြစ်ပါတယ်စင်းရဲခြင်းဆိုတာကဖယားကိုမေ့သွားလို့ရောက်လာတဲ့အရာမဟုတ်ဘူးဖယားငါ့ကိုမေ့သွားလို့များငါစင်းရဲဒုက္ခတွေတွေ့နေရလားဆိုရင်မဟုတ်ပါဘူးကောင်းစားခြင်းကိုပေးတဲ့ဖယားကစင်းရဲခြင်းကိုလည်းသူကိုယ်တိုင်စီမံထားတာဒီလူကဒီအချိန်မှာဒီစင်းရဲမှုနဲ့ကြုံရမယ်ဒီခက်ခဲနဲ့ကြုံရမယ်ဆိုတာကိုဖယားကစီမံထားတယ်ဖယားသခင်ရဲ့အချုပ်အခြာအာဏာကိုယုံကြည်ကိုးစားဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဆင်းရဲတဲ့အခါဖယားကိုရှာဖွေဖို့ဖြစ်ပါတယ်။တချို့ကပြောတယ်ဆင်းရဲတာတဲ့ဖယားနဲ့မမှန်ဘူး။ဒါပေမဲ့ဒီနေ့နှုတ်ကပတ်တာကပြောတယ်နော်။ဆင်းရဲတာဖယားနဲ့မမှန်လို့မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ကိုယ့်အသက်တာကိုပြန်ပြီးတော့စင်ကြင်စေခြင်းလို့ consider လုပ်စေခြင်းလို့ဖယားသခင်ကဆင်းရဲခြင်းကိုပေးတာဖြစ်ပါတယ်။အဲ့တော့ခက်ခဲတဲ့အချိန်တွေကကျမတို့ကိုပုံသွင်းနေတဲ့အချိန်ဖြစ်ပါတယ်။ခက်ခဲတဲ့အချိန်တွေကကျမတို့ကိုဖယားနဲ့ပို့ပြီးတော့နီးကပ်လာစေဖို့ပေးထားတဲ့အချိန်တွေဖြစ်တယ်ဆိုတာကိုသိမှတ်ဖို့ဒီထက်ကစကားနဲ့ပြောရင်တော့စင်ကြင်ဖို့ဖြစ်ပါတယ်။ကျမတို့နောက်ဆုံးကမ်းလေးကိုကြည့်တဲ့အခါမှာဖယားရဲ့အချိန်စရာကိုယုံကြည်ဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ဖယားသခင်ကကောင်းစားခြင်းနဲ့ဆင်းရဲခြင်းကိုအလှည့်လှည့်သူကပေးတယ်ဆိုတဲ့အခါမှာလူကချမ်းသာခြင်းတစ်လှည့်ဆင်းရဲခြင်းတစ်လှည့်လာကိုလာမှာပဲအဲ့လိုအဆိုးနဲ့အကောင်တစ်လှည့်စီလာတဲ့အခါမှာဖယားကိုအပြစ်မရှာမိဖို့လိုပါတယ်ဖယားကကိုယ့်အသက်တာကောင်းဖို့အတွက်လှုပ်ဆောင်ထားတယ်ဆိုတာသိမှတ်ပြီးတော့ကြွယ်ဝတဲ့အခါမှာဝမ်းမြောက်ရှင်လန်းပါ
ဆင်းရဲဒုက္ခရောက်တဲ့အခါဖယားကိုကိုးစားပါစင်ကြင်ပါအဲ့လိုပဲလုပ်ဖို့ဖြစ်ပါတယ်ဒါကြောင့်လေတမန်တော်ကြီးရှင်ပေါလုကပြောတယ်သူပြောတဲ့စကားပိုလျံတဲ့အခါပဲဖြစ်စီလိုတဲ့အခါပဲဖြစ်စီတဲ့ရှိသမျှနဲ့တင်းတိမ်ရောက်ရဲခြင်းနဲ့အသက်ရှင်ရမယ်တမန်တော်ကြီးရှင်ပေါလုကသူပြောတာဘာလို့ကောင်းစားခြင်းနဲ့ဆင်းရဲခြင်းကိုအလှည့်လှည့်ပေးလဲလို့ကြည့်တဲ့အခါမှာတဲ့လူကအနာဂတ်ဘာဖြစ်မလဲမသိဘူးမသိနိုင်တဲ့အတွက်ဖျားပေါ်လုံးလုံးဖျားဖျားမှီခိုစေခြင်းနဲ့ဖျားကဒါကြောင့်ကောင်းစားခြင်းနဲ့ဆင်းရဲခြင်းကိုလည်းအလှည့်လှည့်ပေးတာတကယ်လို့များတာလူတွေက future ကိုသိနေမှာနောက်နေ့ဘာဖြစ်မလဲသာသိနေဖျားဆိုတာမလို့တော့ဖယားကိုလည်းလုံးဝလှည့်ကြည့်မှာမဟုတ်တော့ဖယားကိုလည်းအားကိုးတော့မှာမဟုတ်ဒါကြောင့်မလို့ဖယားသခင်ကအချိုတလဲအခါတလဲဆင်းရဲခြင်းတလဲကောင်းစားခြင်းတလဲဖယားကပေးတာကသူ့ကိုမိခိုစေခြင်းလို့ဖြစ်ပါတယ်ဒါကြောင့်မလို့အခန်းငယ်14ရဲ့ဂငယ်မှာအနာဂတ်ကိုမသိခြင်းဟာဖယားထံကိုတိုးဝင်ဖို့အကြောင်းဖြစ်ပါတယ်ရှေ့ဆက်ဘာဖြစ်မလဲမသိလေလေဖယားရဲ့ထိုးကြတဲ့စီမံမှုဖြစ်တယ်ဆိုတာကိုသိပြီးတော့ပဲဖယားထံတိုးပြီးတော့နီးကပ်စွာအသက်ရှင်ဖို့ပဲဖြစ်တာလေမနှက်ဖန်ကိုကျမတို့မသိပါဘူးဒါပေမဲ့မနှက်ဖန်ကိုအစိုးရတဲ့ဖယားသခင်ကိုတော့ကျမတို့သိထားတယ်ဒါဟာကျမတို့အတွက်လုံလောက်တဲ့ခွန်အားဖြစ်ပါတယ်တနည်းပြောရင်ယုံကြည်ခြင်းရဲ့လျှို့ဝှက်လက်နက်ပဲလျှို့ဝှက်လက်နက်ဖြစ်ပါတယ်ဒါကြောင့်ဒီကျမ်းလေးကိုကျမပြန်ပြီးတော့ညီကုန်းချုပ်ပါမယ်အနာဂတ်ကိုမသိနိုင်ပေမဲ့အနာဂတ်ကိုအစိုးရတဲ့ဖယားသခင်ကိုယုံကြည်ခြင်းအပြင်ကောင်းစားခြင်းနဲ့ဆင်းရဲခြင်းနှစ်မျိုးလုံးမှာတည်ငြိမ်စွာနဲ့ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ကောင်းစားခြင်းဆိုတာကကျမတို့ကိုအားပေးတဲ့အရာ encourage လုပ်တဲ့အရာဝမ်းမြောက်စေတဲ့အရာဒါဆိုရင်ဆင်းရဲခြင်းကတော့ကျမတို့ကိုသွန်သင်နေတဲ့အရာဖြစ်ပါတယ်။ဖယားကဒီနှစ်မျိုးလုံးကိုအသုံးပြုပြီးတော့ကျမတို့ကိုပြည့်စုံတဲ့ယုံကြည်သူတွေဖြစ်လာစေဖို့ပဲဖြစ်ပါတယ်။ယနေ့သင်ဟာရည်သည့်အခြေအနေမှာပဲရှိနေပါစေဖယားသခင်ရဲ့လက်တော်ထဲမှာရှိနေတယ်ဆိုတာကိုယုံကြည်စက္ကန့်အနှံ့ရင်းနဲ့အသက်ရှင်ကြပါစို့လို့မိငါရင်းနဲ့ဒီနေ့ရဲ့နှုတ်ကပတ်တော်ကိုဆုံးသက်ပါတယ်ဒီနှုတ်ကပတ်တော်ကိုကြားနာခံယူသူတယောက်ချင်းစီတိုင်းပုံမှာဘုရားသခင်ကောင်းချီးပေးပါစေ